Hello guys အပိုင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဖန်ဆောက်ထားပြပါမယ်မတရားကြာတော့လို့တောင်းပန်ပါတယ်ကျန်တဲ့အပိုင်းတွေမကြည့်ရရင်ကြည့်ထားပါရိုးဒီမှာကျွန်တော်ဆောက်ထားတဲ့အပင်လေးရှိုးလိုက်မှာဒီနားမှာနော်ဒီနားမှာရမ်းကောင်းတယ်ရမ်းကောင်းတယ်ဟုတ်ပြီလားဒီမှာရောဒီမှာဆောက်ထားတယ်မကြည့်ရသေးအပိုက်ဖို့တွားကြည့်ပေးပါလို့တောင်းဆိုကြပါတယ်အခုကတော့ကျွန်တော်ဘာဆောက်မှလဲဆိုတော့တူးမှာပေါ့ဗျာတူးမှာတေသွားရတော့ကျွန်တော်အစကနေပြန်ဆောက်မှာအဲ့တော့ဗျာဘာမှမထူးကျွန်တော်ကျန်တဲ့ပစ္စည်းတွေတေသွားရနှမျောစရာကုန်လို့ဗျာဒီမှာဒီတိုင်းထားလိုက်အဲ့ဒါပြီးရောဗျာအစားအတွက်ရောဒီရတဲ့လူအသေးမှာဟုတ်ပြီအကြီးတုံးလည်းဘာမှမတူယူသွားလိုက်တာကောင်းဟုတ်ပြီဗျာဆောင်းဝင်နေရအတွက်ဒါပဲယူသွားတာဗျာအခုကျွန်တော်ဘယ်မှာတူးရကောင်းမလဲဒါနဲ့ကျွန်တော်ဗီဒီယိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လုပ်ပေးတော့ရဖို့မမေ့ပါနဲ့နော်ဒီကတော့မမိုင်းတွေးတဲ့နေရာအာယုတွေအောင်ရှာခဲ့မယ်ဗျာအာယုတွေအောင်ရှာခဲ့ကျွန်တော်ဗီဒီယိုမတင်နိုင်ကြာတော့လို့တောင်းပန်ပါတယ်အလုပ်တွေရှုံနေလို့ပါညရတော့အေးကျွန်တော်ဘယ်လိုလုပ်ဘာမှဖြစ်ပါဘူးလေဘာတောင်းနေလဲလားတွေ့နေမှန်းလားဒီအာယုရှာပါလဲဆိုဘာကိုဝါရှာမကသူ့ကွာကြက်သိန်းတွေပါထားတယ်ဒါနဲ့ကျွန်တော်ပြောစရာရှိတယ်ကျွန်တော်ဗီဒီယိုကြည့်တူရVPN ခံပြီးတော့ကြည့်ပါလို့တောင်းဆိုကြပါတယ်မှောင်သွားရဟေးငါယူလာတာမားတော့ရှင်ရမီတော်တယ်လို့ပေါ့ဗျဟိုကျွန်တော်လေဝေးကိုတွားပြီးတော့သူခဏဒီပြန်လာယူရမှာဗျအခုကတော့နီးလေးအစ်စေအာယုတွေအောင်ရှားမှဒီတထဲလေးရောဖဲမလဲတွေ့ပြီဒီနောက်မှာထားလိုက်မယ်ဟေးရောဘာလဲဟာမြည်ကြီးပဲရောက်အေးပါကောဟုတ်ပြီမီးထုံးတော့ရမယ်ဘာမှမလုပ်ဘဲနဲ့ကြက်သိန်းတွေပါထားနေရတယ်ရ
ရောကျွန်တော်တခါတော့ဟာကဗျာကျွန်တော်ညီမနဲ့ဗျာကျော်တို့တူးတွေအဲ့တော့ကျွန်တော်အောက်ကိုကြပြီးတည်သွားရောအဲ့လိုမျိုးဖြစ်မှာဆိုကျွန်တော်မတူးတော့လားအခုကတော့ကျွန်တော်ဖန်တွေနဲ့တူးမယ်ဆိုပြီးတော့တူးနေတန်ကြကြရင်ဗျာကျွန်တော်ညီမနဲ့ဆော့တဲ့ဗီဒီယိုတွေတည်ပြီးဦးမယ်9 မိနစ်တော့မဖြစ်တော့5 မိနစ်ခုမှကြောင်တော့နေရာကိုရောက်ဘယ်တည်းမှလာမဝင်နဲ့ရောက်ကွာမီးရွေးအခုထိမတွေ့သေးဘူးလို့ဘယ်ရောက်သွားပြန်အေးပါကွာပြီးကက်ကကျိုးလာမယ်အာရုံတယောက်ရှားမယ်လို့မင်းအကိုကြီးပြောနေတော့ကွာမတူးနေတော့အဲ့တော့ရထားတဲ့ကြောင်နှုံးတွေနဲ့ကျွန်တော်ခူလေးစောက်ပါမယ်ဒီမှာခူလေးရောက်ခူလေးစောက်ပါမယ်ဘယ်ဟာကိုသွားတူးမိမဲလည်းမသိဘူးရော့ကွာရှာကွာရော့ဟေးညဘက်ကလည်းရောက်တော့မယ်ပြီးပါပြီခင်ဗျာပြီးမှအပြည့်ရှင်းလိုက်ရတာပေါ့ဗျာအခုဗီဒီယိုကိုစောင့်အားကြည့်ပြီးတဲ့သူများကျမ်းမှာချမ်းသာကြပါစေဒါပါပဲအိတ်ကြမယ်မိုးကရွာပြန်ကွာဟုတ်ပြီတိတ်သွားမနက်ပါနော်ဟုတ်တယ်မနဲ့တော်တယ်လို့မရောက်တော့လဲဟိုကူလေးတွေ့ပြီဒီမှာကူလေးလို့လောက်ခိုင်းကြတဲ့ဟာတွေတော့ခိုင်းပါကျွန်တော်အကုန်လုပ်ပေးပါမယ်လို့မေးကြတာတွေလည်းအကုန်မေးပါကျွန်တော်ဖြေပေးပါမယ်ရော့ရပါပြီဒီမှာတကားလေးတကားတက်ရပါမယ်တကားရောက်သွားတယ်အတကားရေးထမှာကွာတကားကိုမတွေ့ရတဲ့ဘဝကြီးဒီမှာတကားအဲ့ပါဗျာ
ကျွန်တော်ကတော့တကားလေးဆောက်ပါပါရအမကိုလေးဘယ်သူမှမဖွင့်နိုင်ဘူးရွာသားကလွယ်ပြီဟုတ်တယ်မလားHello guys ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ကြမှာတွေ့ကြမယ်နော်ဟုတ်တယ်မလားတတာဘိုင်ဘိုင်နော်